မင်္ဂလာပါရှင်ဟုတ်ကဲ့ပါမင်းဒီနေ့ဒါဘာတလိပါ live show လေးဘာလေးတွေရိုက်ဖြစ်တာလဲ live show ဘယ်လိုကြောင့်ရိုက်ဖြစ်သွားတာလဲစပြောပြပါဦးlive show ကတော့ပေါ့နော်အခုအမအဖေကလွန်ခဲ့တဲ့3လဆုံးမသွားတယ်ကွယ်အဲကြတော့အမအဖေဆုံးခါစားကဆိုပြည့်တဲ့သရှင်လေးအဖေကြားပါစီပေါ့နော်အဲသရှင်လေးတစ်ပုတ်အမဆိုတယ်ပြီးတော့အမရဲ့အမေကအမတို့ကိုဈေးရောက်ပြီးတော့ကျွေးခဲ့တယ်အဲကြတော့အမရဲ့အမေကိုဂုံပြုတ်တဲ့အနေနဲ့ဈေးတယ်မကြီးကျမမေမေဒုတိယအပုတ်အနေနဲ့တတိယအပုတ်အနေနဲ့ကတော့မရဲ့အမေသည်နော်သူရေးကောင်းမေမေဖြစ်တယ်အမတို့6လလွယ်10လဖွားပြီးတော့သူ့မှာအပင်မန်းခံပြီးတော့အမတို့ကိုသိတယ်မလားဒုက္ခစင်ရခံပြီးတော့မွေးခဲ့တဲ့အတွက်အမအမေကအခုရှိသေးတယ်အားစားမလို့အမရဲ့အမေသည်သူရေးကောင်းအမေဖြစ်တယ်နော်တအားတော်တာအမေကသားသမီးတွေကိုအရန်ရှစ်လုံးအားကြီးတာဈေးတောင်းကိုခေါင်းပေါ်တင်ပြီးတော့နော်မနေ့ကင်းဆိုရင်ဟင်းသီးဟင်းရွက်ရောင်းတယ်နေ့လေခင်းကျရင်ပြောင်းပြုတ်ရောင်းတယ်ညနေခင်းကျရင်တော့ကြော့ပါရဲသားသူများကြီးစားလားမစားလားတော့မသိဘူးအမားတို့ကတော့စားတယ်ပေါ့ကုန်စားတယ်မစားတာဆိုရင်တော့ဝယ်မစားဘူးအမားတို့ကအမေကအမဲသားအတူစလေးလေအားလေးလိုက်ရောင်းတယ်အဲ့လိုအဲ့ဆိုတော့အမေဒီအရန်တော်တယ်အဖေကလည်းတောင်ပေါ်တက်ထင်းခုတ်ပြီးတော့မောင်နှမထားရောက်ကိုဘဲရအောင်ကြောင်းထားပေးခဲ့တယ်အမေကလည်းဈေးရောင်းပြီးတော့ကျွေးခဲ့တဲ့အတွက်အမရဲ့အမေဒီစံပြအမေသူရဲကောင်းမေမေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူရဲကောင်းမေမေဆိုတဲ့ရှင်လေးနောက်ဆုံးပုတ်လေးကတော့အမကတော့ဒါလေးကတော့ဗျံပရာလေးပေါ့နော်ဗျံပရာလေးဆိုတော့ဘာဖြစ်လဲဆိုတော့လူတွေကပေါ့နော်လူထားအောင်အဖေကြားပါစေနော်သေဆုံးသွားတဲ့အဖေပေါ့သမီးအခုဆိုလို့ရှိရင်အဆင်ပြေနေတာကိုအဖေကြားပါစေဆိုအချင်းလေးပေါ့မအတင်လာတဲ့အချိန်မှာလိုက်က9ပဲရတယ်လိုက်က9နော်ဈေးတယ်မကြီးကျမမေမေဘလောက်ကောင်းလဲတခုမှမရဘူးဟဲ့နှုတ်ဖုံးနေပိတ်ထားတတ်ကြဟိုလိုက်ကတခုမှမရတော့အမကဘယ်လိုလုပ်ရလဲဆိုတော့အဲ့ပုတ်တင်လက်တင်ပြီးတော့ရွာခလေး21ယောက်ကိုဖုံးဆက်တယ်ဟေးငါတစ်တော်တင်ပြီးသွားပြီငါ့ကိုလေးလိုက်လေးပေးကြပါရဲ့တယောက်ကို1000မဟုတ်ဘူးပေးပါမယ်ငါ့ကိုလိုက်လေးပေးပါဆိုတော့သူတို့ကလည်းရွာလူတွေဆိုတော့မသိဘူးမသိတော့လိုက်ကိုပေးမှန်းသိမပေးမှန်းမသိမမဆောင်လို့ဖြစ်တလားလိုက်ကိုအခု450ပေးလိုက်တယ်တစ်ချက်နှိမ့်လိုက်တော်ပြီပေါ့နောက်တစ်ချက်နှိမ့်လိုက်ကပြုတ်ပြီးသားမလားအဲ့ကြတော့လေဈေးတယ်မကြီးကျမမေမေဈေးတော်ကိုကောင်းမွန်ရွက်ခဝေကြအောင်မလားလို့ဘလောက်ကောင်းလဲတချင်းအဲ့လိုအနှစ်သာရရှိတဲ့တချင်းတွေကိုလူတွေကနားထဲမှာကိုလိုကန့်လက်ပြစ်ပုံပြစ်သူတို့ခံစားမပေးဘူးလိုက်သူတို့လက်တွေကအင်္ဂုလိမာလာဖြတ်သွားတာဖြစ်မယ်မထင်တာတော့ပေါ့နော်ပြီးတော့နော်အဖေကြားပါစေသူဘလောက်ကောင်းလဲတလားနော်ဟိုပါပေါ့နော်ရာတီအလီလီအချိန်ခါရီပြောင်းနေပြီအဲ့လိုမျိုးလားအဲ့ဒါတိရမအဲ့ဒီနေ့ဘလောက်ကောင်းလဲတိရမဟိုဒီပေါ့သမီးတို့ရဲ့အဖေပေါ့နော်သမီးအောင်မြင်တဲ့အချိန်မှာအဖေကသွားခဲ့ပြီတနေရာစီပေါ့နော်အချိန်ခါရီပြောင်းနေပြီဟဲ့လားရှင်နေအောင်လေးကန်ဆောင်ရသည်သမီးတို့နဲ့အဝေးဆုံးတနေရာစီပြန်မလာနိုင်နေခီအဖေထွက်သွားခဲ့ပြီဘလောက်ကောင်းလဲသရှင်အားမျိုးဆိုလိုက်မပေးဘူးကြည့်တာမကြည့်